အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့အမေရိကန်နဲ့တရုတ်တို့ရဲ့အကျိုးစီးပွားအပြတ်မှုတွေကြားတွေဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါသုံးသပ်မျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့အားလုံးလည်းသိရတဲ့အတိုင်းပဲယနေ့ကမ္ဘာနိုင်ငံရေးအခင်းကျင်းမှာအမေရိကန်နဲ့တရုတ်တို့ဟာကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးမှာဒါအဓိကကျတဲ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့အဲ့ဒီနိုင်ငံကြားကအကျိုးစီးပွားတွေဖြစ်တဲ့စီးပွားရေးဤပညာစစ်ရေးနဲ့နိုင်ငံရေးပိုင်းဆိုင်ရာနယ်ပယ်တွေမှာအပြတ်မှုတွေကကမ္ဘာကြီးရဲ့အခြေအနေတွေကိုအများကြီးလွှမ်းမိုးထားတယ်ဆိုတာကိုလည်းအားလုံးတွေ့ရမှာဖြစ်ပါတယ်။အကျိုးစီးပွားအပြတ်မှုတွေထဲကနယ်ပယ်တစ်ခုဖြစ်တဲ့စီးပွားရေးနယ်ပယ်မှာအမေရိကန်နဲ့တရုတ်တို့ကတနိုင်ငံနဲ့တနိုင်ငံကုန်သွယ်ရေးမှာများစွာမှီခိုနေရပေမဲ့ကုန်သွယ်ရေးလုံငွေပြမှုတွေကုန်သွယ်မှုမညီမျှမှုတွေကြောင့်ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်ပေါ်နေကြတယ်ဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီအမေရိကန်အနေနဲ့ဒီကုန်သွယ်ရေးစစ်မှာတရုတ်သွင်းကုန်ပေါ်ဒီ55%နဲ့တရုတ်ကျောင်းသားတွေအပေါ်ဒါဗီဇာရုပ်သိမ်းမှုတွေကိုလည်းဒါသဘောတူခဲ့ရပြီးတော့တရုတ်အနေနဲ့လည်းမြေရှားတပ်တုတင်ပို့မှုကိုဒါဆက်လက်တင်ပို့ဖို့ပေါ့လေဒါနှစ်ဦးသဘောတူညီမှုရရှိခဲ့တာနဲ့တဆင့်ကုန်သွယ်ရေးစစ်ပွဲတွေရဲ့အခြေအနေကိုလည်းဒါရုပ်ကြစေခဲ့တာဖြစ်ပါတယ်။ဒီပညာပြင်ဆိုင်မှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအမေရိကန်နဲ့တရုတ်တို့ဟာ 5G ဉာဏ်ရည်တုဒါ AI ပေါ့လေပြီးတော့ဒီကွန်ပျူတာနည်းပညာအာကာသစူးစမ်းလေ့လာရေးအပါအဝင်ဒါတခြားသောနည်းပညာလွှမ်းမိုးမှုဆိုင်ရာပြင်ဆိုင်မှုတွေလည်းဒါပြင်းထန်နေကြတာဖြစ်ပါတယ်။အထူးသဖြင့်ကတော့ဒီ Huawei ဒါ ZTE တို့လိုဒါတရုတ်ကုမ္ပဏီတွေကိုဒါအမေရိကန်ကပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပေမဲ့အဲ့ဒီပိတ်ဆို့မှုကနေပေါ့လေရုံးထွက်နိုင်ခဲ့တာကြောင့်ဒါနည်းပညာနယ်ပယ်မှာဒီအမေရိကန်ရဲ့ဩဇာရောက်ကြလာတာကိုလည်းဒါပြမြင်မှာဖြစ်ပါတယ်။ဒါအပြင်ဒါတုံတရုတ်ပင်လယ်နဲ့ဒါထိုင်ဝမ်အရေးကိစ္စကလည်းဒါအမေရိကန်နဲ့တရုတ်ကြားမှာညှင်းပွားဖွယ်ရာအဓိကအပြတ်မှုတစ်ခုဖြစ်ပါတယ်။အမေရိကန်ကဒီဂျပန်တောင်ကိုရီးယားဩစတြေးလျဒါအိန္ဒိယတို့နဲ့မဟာမိတ်ဖွဲ့ပြီးတော့ဒီတရုတ်ရဲ့ဩဇာလွှမ်းမိုးနိုင်မဲ့အခြေအနေကိုဒါဟန်တာနေတာဖြစ်သလိုတရုတ်အနေနဲ့လည်းဒီရုရှားပါကစ္စတန်နဲ့ဒီတခြားဒီအာရှနိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့အမေရိကန်ရဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာတံပြန်နိုင်ဖို့အတွက်ကိုလည်းအစီအမံတွေချက်မှတ်ပြီးတော့ဒါလှုပ်ဆောင်နေတာဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးဘက်မှာဆိုလို့ရှိရင်လည်းဒီတရုတ်ကဒါအရှိန်ဟုန်မြင့်တက်လာပြီးတော့ဒီအမေရိကန်ရဲ့စီးပွားရေးလွှမ်းမိုးမှုကိုဒါစိန်ခေါ်နေတာလည်းဖြစ်ပါတယ်။တရုတ်ရဲ့ဒါ BRI ဆိုတာကလည်းဒီကမ္ဘာတဝန်းမှာရှိတဲ့ဒီနိုင်ငံတွေနဲ့စီးပွားရေးချိတ်ဆက်မှုတွေကိုဒါတွန်းမြင့်နေစေဖြစ်တယ်ဆိုတာကိုလည်းအားလုံးဒါတွေ့ရမှာဖြစ်ပါတယ်။ဒီတစ်ဖက်မှာလည်းဒီမြန်မာနိုင်ငံဆိုတာကဒီတရုတ်နဲ့ဒါအိန္ဒိယကြားမှာရှိတယ်ပေါ့လေဒါမဟာဗျူဟာမြောက်ဒါတည်ရှိနေတာဖြစ်ပြီးတော့ဒေသအတွင်းမှာဒါအိန္ဒိယရဲ့ဒါဩဇာလွှမ်းမိုးမှုကိုဒါတံပြန်ဖို့အတွက်လည်းဒါတရုတ်အနေနဲ့ရည်ရွယ်ထားတာဖြစ်တယ်။ဒါတရုတ်နိုင်ငံရဲ့ဒါ BRI တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ CMEC ကိုဖြတ်ပြီးတော့ဒါအိန္ဒိယသမုဒ္ဒရာတို့ဒါကုန်းလန်းလမ်းကြောင်းတစ်ခုဒါပံ့ပိုးပေးတာအပြင်ကုန်သွယ်ရေးအတွက်ဒါ40%အထိအသုံးပြုနေရတယ်ဒီမလကရေလက်ကြားတို့လိုဒါရေလမ်းကြောင်းအပေါ်မှာပြီးကိုအားထားမှုကိုဒါရှိုးချဖို့ဒါမှမဟုတ်ဒါထိန်းချုပ်နိုင်ဖို့ကျိုးပမ်းနေတာကြောင့်မြန်မာနိုင်ငံဟာတရုတ်နိုင်ငံအတွက်ပထဝီအနေထားအရာပေါ့လေဒါအရေးကြီးနေတာလည်းဖြစ်ပါတယ်။တကယ်လို့ဒါတရုတ်ဒါမြန်မာနိုင်ငံကိုဒါသူတို့ရဲ့အကျိုးစီးပွားအတွက်အကျိုးအမြတ်ရှိတဲ့ဒါအိန္ဒိယသမုဒ္ဒရာကိုဒါအသုံးပြုခွင့်ရမယ်ဆိုရင်လက်ရှိအစိုးရကိုဖြစ်စေလက်နက်ကိုင်အဖွဲ့တွေကိုဖြစ်စေဒါထောက်ခံပြီးတော့ထောက်ပံ့ပေးလိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့မြင်မိတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ရှမ်းမြောက်ဖြစ်စဉ်မှာဒါရှမ်းမြောက်ကိုပေါ့လေလက်နက်ကိုင်တပ်တွေဒါကျူးကျော်တာကဒီမြင်သာတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။အဲ့တော့အခုဆိုရင်ဒါတရုတ်ရဲ့ချင်းကပ်ပုံနည်းလမ်းနဲ့မတူတဲ့ပုံစံနဲ့ဒီအမေရိကန်ကဒီမိုကရေစီအင်အားစုတွေကိုဒါထောက်ခံမှုပေးပြီးတော့မြန်မာတပ်မတော်ကိုဒါအမျိုးမျိုးသောအေးအေးပိတ်ဆို့မှုတွေချမှတ်ပြီးတော့ဒီမြန်မာနိုင်ငံရေးကိုပေါ့လေဒါဝင်ရောက်ဆွတ်ဖက်နေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံပြည်တွင်းရေးကိုဒါဒီမိုကရေစီလိုလားတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်ဆွတ်ဖက်နေပေမဲ့လည်းဒါတရုတ်ရဲ့ဩဇာကမဖြေးရတာဒါအဓိကကျနေတာဖြစ်ပါတယ်။အကြောင်းရင်းကတော့မြန်မာနိုင်ငံအနေနဲ့ပေါ့လေဒါတရုတ်တွေဒါယင်းနှိမ့်မြုပ်နှံမှုများပြတဲ့ BRI လမ်းကြောင်းအတွက်အိန္ဒိယသမုဒ္ဒရာကိုဒါအတားအဆီးမဲ့အသုံးပြုနိုင်တဲ့နေရာတစ်ခုအဖြစ်နဲ့အရေးပါလာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဆိုတော့ဒါပေမဲ့လည်းဒီ Greenland ကျွန်းကိုဒါ American အနေနဲ့ရသွားခဲ့မယ်ဆိုလို့ရှိရင်မြမအရေးကိုဒါလုံးဝစိတ်ဝင်စားရတဲ့အခြေအနေအထိကိုဒါရောက်သွားနိုင်ရလည်းဖြစ်တယ်။ဆိုတော့ဒါပေမဲ့လည်းဒါကဒါလွယ်ကူတဲ့အရေးကိစ္စတော့မဟုတ်ဘူးပေါ့လေ။အဲ့တော့လက်ရှိမြန်မာနိုင်ငံရေးအခက်အခဲကနေဒါရုံးထွက်နိုင်ဖို့အတွက်ဆိုရင် American နဲ့တရုတ်တို့ရဲ့အားပြိုင်မှုတွေကြားမှာမြန်မာနိုင်ငံအနေနဲ့ပေါ့လေဒါမျက်တက်စွာရပ်တည်နိုင်ဖို့လိုအပ်ပြီးတော့နှစ်နိုင်ငံလုံးနဲ့လည်းဒါကောင်းမွန်တဲ့ဆက်ဆံရေးကိုဒါတိစောက်ထိန်းသိမ်းထားနိုင်ဖို့ဒါအထူးလိုအပ်ပါတယ်။တောင်တရုတ်ပင်လယ်မှာတရုတ်အမေရိကန်အားပြိုင်မှုကမြန်မာနိုင်ငံကိုဒါပထဝီနိုင်ငံရေးအရာပေါ့လေဒါမဟာဗျူဟာမြောက်နိုင်ငံတစ်နိုင်ငံဒါဖြစ်လာစေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမြန်မာနိုင်ငံရေးအကြက်တေးကနေဒါရုံးထွက်နိုင်ဖို့အတွက်တရုတ်နဲ့အမေရိကန်တို့ရဲ့ဒါအားပြိုင်မှုတွေကိုဒါအခွင့်ကောင်းယူပြီးတော့ကောင်းမွန်တဲ့နိုင်ငံရေးမဟာဗျူဟာတရက်ဒါချက်မှတ်နိုင်ဖို့ဒါအထူးလိုအပ်ပါတယ်။အထူးသဖြင့်ဒါသူတို့ရဲ့ဒါလိုအပ်ချက်တွေကိုဒါကိုယ့်ရဲ့ဒီအားသာချက်အဖြစ်နဲ့ပေါ့လေဒါအသုံးပြုနိုင်ဖို့ဒါအထူးလိုအပ်ပါတယ်။မြန်မာတရုတ်နေဆက်ဆိုတာဒီဝင်ထွက်လေတာကြောင့်မို့လို့ဒါတရုတ်ကပေါ့လေဒါနေဆက်ဒေသတွေမှာမြန်မာတပ်မတော်ကိုဒါတိုက်ခိုက်နေတဲ့မြောက်ပိုင်းအကြမ်းဖက်အဖွဲ့တွေအပါအဝင်ဒီတခြားသောဒီပြည်နယ်လက်နက်ကိုင်အဖွဲ့တွေကိုပါဒီဩဇာတက်ရောက်နိုင်ဖို့အတွက်ပေါ့လေလှုပ်ဆောင်နေရတာဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်ဒီမြန်မာရဲ့မတည်ငြိမ်မှုတွေဒါတရုတ်တို့ပြန့်နှံ့မလာရေးကလည်းဒါတရုတ်ရဲ့အဓိကစိုးရိမ်မှုဖြစ်လာနိုင်တယ်။
နောက်တစ်ချက်ကတော့ဒီတရုတ်နိုင်ငံရဲ့ပေါ့လေဒါ BRI လမ်းကြောင်းမှာမြန်မာနိုင်ငံကအဓိကကျတဲ့နေရာကနေဒါပါဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ကမ်းတွေလမ်းတွေမိသားလမ်းတွေအပါအဝင်ဒီလိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဒါစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဒါကူညီပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီတရုတ်နဲ့ဆက်ဆံရေးကိုလည်းဒါကောင်းမွန်အောင်ဒါဆက်လက်ထိန်းသိမ်းထားဖို့ဒါလိုအပ်လိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့ဒါသုံးသပ်မိရဲ့အမေရိကန်အနေနဲ့လည်းဒီမြန်မာတပ်မတော်ကဒီအာဏာထိန်းပြီးရဲ့နောက်ပေါ့လေဒါဒီစီးပွားရေးပိတ်ဆို့မှုတွေဒါပြုလုပ်ခဲ့တယ်ဆိုပေမဲ့မြန်မာရေနံနဲ့သဘာဝဓာတ်ငွေလုပ်ငန်းကိုဒါထိခဲ့တာမျိုးတွေမရှိဘူးပြီးတော့မြန်မာနိုင်ငံနဲ့ဒါစီးပွားရေးဆက်လက်လှုပ်ဆောင်နေတဲ့ပေါ့လေဒါထိုင်းဆွမ်းကုမ္ပဏီတွေစင်ကာပူဒါဘန်ဒါရေးလုပ်ငန်းတွေအပါအဝင်ဒီတခြားဆက်ဆက်လုပ်ငန်းတချို့ကိုလည်းဒါအရေးယူပိတ်ဆို့နေတာမျိုးတွေဒါမရှိခဲ့ဘူးပေါ့လေအဲ့တော့ဒီ American ဘက်ကနေဒါအဲ့လိုမျိုးဒါတင်းတင်းဒီလှုပ်ဆောင်တာကဒီဒေသအတွင်းတခြားနိုင်ငံတွေဖြစ်တယ်ပေါ့လေအထူးသဖြင့်ဒီထိုင်းနိုင်ငံကိုဒါကျဉ်တ်အောင်လုပ်ပေးဖို့ပေါ့လေဒါရွေပုံရတယ်ဒါကြောင့်ဒီမြန်မာနိုင်ငံအနေနဲ့ပေါ့လေဒါအာဆီယံနိုင်ငံတွေနဲ့ဒါဆက်ဆံရေးတိုးမြှင့်တာတွေအမေရိကန်ရဲ့ဒီမိတ်ဖက်ဖြစ်လာတဲ့ပေါ့လေဒါအိန္ဒိယနဲ့နိုင်ငံရေးအရာဒါပူးပေါင်းမှုမြင့်တင်တာတွေအပါအဝင်အမေရိကန်ရဲ့ဒါဒီမိုကရေစီလိုလားတဲ့အကြောင်းပြချက်ကိုပြုလုပ်ပေးသောအပြင်ပေါ့လေဒါဒီအမေရိကန်နဲ့ဒါတင်းမာတဲ့ဆက်ဆံရေးတွေကိုဒါပြေလျှော့ပေးနိုင်လိမ့်မယ်လို့လည်းဒါကျွန်တော်အနေနဲ့ဒါသုံးသပ်မိတယ်အဲ့တော့လက်နက်ကန်ပဋိပက္ခတွေရဲ့ဒါအရင်အမြစ်ကလက်ရှိမှာပေါ့လေကိုကျိုးစည်းပွားဘက်ကိုဒါရောက်ရှိလာနေပြီလို့ဒါပြောရမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ဒီကိုကျိုးစည်းပွားတွေကိုဒါမှတ်မြတ်တတ်တာပေါ့လေဒါလှုပ်ဆောင်ခြင်းကလက်ရှိနိုင်ငံရေးရဲ့ဒါအဓိကတိုးချက်ဖြစ်လိမ့်မယ်လို့လည်းကျွန်တော်အနေနဲ့ဒါမြင်မိတယ်လက်နက်ကန်ပဋိပက္ခနဲ့ဒါပြည်တွင်းငြိမ်းချမ်းရေးကိုဒါပို့ဆောင်နိုင်ဖို့အတွက်ဒီအဓိကအဖြစ်တော့ဒါပြည်သူတွေရဲ့လိုလားမှုထောက်ခံမှုတွေလည်းဒါရယူနိုင်ဖို့ဒါလိုအပ်မှာဖြစ်ပါတယ်ပြည်သူထောက်ခံမှုရှိတဲ့ဒါအစိုးရတရက်ကိုဒါဖန်တီးပေးသောအပြင်ဒီကောင်းမွန်တဲ့အရွေးတစ်ခုဒါဖြစ်လာနိုင်တယ်လို့လည်းဒါကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်